မင်္ဂလာပါရှင်ပြည်မနာမြို့နယ်ပြည်ကြားနေပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုရှေ့ပြုဗဟိုဌာန Community Center မှာလူငယ်နေ့စီးလေးတောက်ရှင်အန်ရဲ့အသိပညာပေးတော်ရှိစီစဉ်လေးကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်ဒီစီစဉ်လေးမှာဆွေးနွေးပေးဖို့ရာစာရေးဆရာခိုင်မင်းနေပြည်တော်ကိုဖိတ်ခေါ်ထားပါတယ်ရှင်ဆရာမင်္ဂလာပါရှင်မင်္ဂလာပါဆရာမဟုတ်ကဲ့ပါဆရာရှင်ဒီလူငယ်နဲ့စီးလေးတောက်တာနဲ့ပတ်သက်ပြီးတော့လူငယ်တွေအနေနဲ့စီးလေးတောက်ရတဲ့အကြောင်းရင်းလေးကိုဆရာအနေနဲ့ရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါအခုယနေ့ခေတ်လူငယ်တွေကပေါ့နော်ဆက်လက်တောက်တဲ့ခါမှာဆက်လက်တောက်လို့ရှိရင်ပဲသူကခင်မိတယ်ဆိုတဲ့အတွေးနဲ့ဒါလူတွေအများရှိမှာပေါ့နော်လူအများနေတဲ့နေရာမှာသူကဆက်လက်ကိုသူကဟမ်ဘာဘာနဲ့တောက်နေတော့တွေ့ရတယ်အဲ့တော့အဲ့လိုဆက်လက်တောက်ဖို့အတွက်ကိုသူကလက်ထက်မှာသူကမိချစ်တုံးလည်းကြိုက်ထားတယ်သူကလူကခင်မိကျင်တာပေါ့နော်ခင်မိတာခင်မိကျင်တယ်ဆိုတော့သူကစတိုင်ကြကျင်တာပေါ့အဲ့တော့ကလေးငယ်တွေကဘာလို့လဲဆိုတဲ့အခါကျတော့ဆက်လက်ကိုဘယ်ဘက်နဲ့မှညှက်ထားတယ်ပြီးလို့ရှိရင်လက်ထက်မှာကညာဘက်လက်ထက်မှာသူကမိချစ်ကိုကြိုက်ထားတယ်အဲ့ဒီမိချစ်ကလည်းဒါသူကလေးတစ်ပိုင်းမှာစင်ပိုလို့ခေါ်မှတင်တယ်အဲ့လိုမိချစ်မျိုးပေါ့သူတို့ကလူတွေအများကြီးရှိမှာဒါစလိတ်ကိုကန်ထားမယ်သူကဒီလက်တစ်ဘက်ကနေတော့မှစလိတ်ကိုဟမ်ဘာဘာနဲ့သူကထောက်တယ်လို့ချစ်မယ်ချစ်တော့မှသူကစလိတ်လူရှိမှသူကဘယ်လိုခေါ်မလဲဟမ်ဘာဘာနဲ့တောက်တာပေါ့နော်ဒါတော့သူကစတိုင်ပေါ့နော်အဲ့တော့ကလေးငယ်တွေကအဲ့လိုလေးပဲဟမ်ဘာဘာနဲ့လုံရင်းနဲ့နောက်ပိုင်းမှာတော့သူကဆွဲသွားကြတာအဓိကတော့သူကလူတွေရှိမှသူတို့ရဲ့မိချစ်ကဘယ်လောက်ကောင်းကြောင်းဘယ်လောက်တန်ဖိုးရှိကြောင်းသူကအဲ့ဒါလေးသူကဟမ်ဘာဘာနဲ့သူကစတိုင်လို့ပြီးတော့သူကတောက်တာပေါ့အဲ့ဒီခါမှာပြောမလို့ရှိရင်တော့သူအထင်ကြီးအောင်လို့ဒါသူလူငယ်တွေချင်းချင်းဟလာလူအများရှိမှအထင်ကြီးအောင်လို့ဒါဟမ်မတောက်ကြတာပေါ့နော်တချို့လည်းဟလာဆက်လက်ဒါဘီယာတောင်းရင်တချို့လည်းလူကောင်းတယ်လက်ဖေးတောင်းနဲ့စကားပြောနေနေပဲသူကဟမ်ဘာဘာနဲ့ချစ်ပြီးတော့သူကဟမ်ဘာဘာနဲ့သူကစတိုင်နဲ့တောက်ကြတာပေါ့အဲ့တော့တချို့လို့ရှိရင်လေဒီလိုတောက်တဲ့ခါမှာထွက်လာတဲ့မီဂိုကိုပဲဒါဇင်ခံပြီးတော့မှဟလာမီဂိုလေးတွေမှုတ်ထုတ်ပြီးတော့မှတကယ်ကိုပဲသူကစတိုင်ကြကြတောက်တာပေါ့အဲ့တော့စက်လက်တောက်တာစက်လက်တောက်လို့ဆိုရှင်တော့သူကယောဂရမယ်ဆိုတာကိုသူတို့သိတယ်ဒါပေမဲ့အဲ့စက်လက်ထဲမှာလူကိုဆွဲလန်းစေတဲ့နီကိုတင်းတွေကရှိနေတာဖြစ်တဲ့အတွက်ဒါမတောက်ရရင်မနေနိုင်အောင်ဖြစ်မယ်ဆိုတာကိုတော့ဒါသူကမသိကြဘူးနော်ဒါဆိုတော့ဆရာတင်ပြခဲ့တယ်လို့ပေါ့ဒါလူငယ်တွေအနေနဲ့ဒါခင်မီအောင်တောက်ကြတယ်ဟလာတောက်တယ်အဲ့တော့အဲ့လိုခင်မီအောင်သူနဲ့တောက်ကြတဲ့အခါမှာစက်တောက်တဲ့လူချင်းစက်တောက်တဲ့လူချင်းတွဲကြတာပေါ့အဲ့တော့မတောက်တဲ့သူပါလာတဲ့ခါမှာလဲလာမတောက်တဲ့လူငယ်တွေကတောက်တဲ့လူတွေကိုကြည့်ပြီးတော့မှအားကြပြီးတော့မှအဲ့တော့ဈေးကြီးကြီးလာမိချစ်တွေကိုဝယ်ရင်ဟလာဆက်လက်တွေဝယ်တယ်ပြီးတော့လူရှိဒါသူရှိမှာလာဟမ်ဘာဘာနဲ့တောက်တော့မှဒါခင်မီအောင်ဒါစတိုင်ကြအောင်တောက်ကြတာပေါ့အဲ့လိုတောက်ရင်နဲ့နောက်ပိုင်းမှာဆက်လက်ကိုဆွဲသွားတယ်မတောက်ရရင်မနေနိုင်ဖြစ်သွားတယ်နောက်အဲ့ဒီအမှတစ်စပေါ့ဒါငွေစေဝါတွေတုံးဆွဲတဲ့အထိဖြစ်ပေါ်ခဲ့ပါတယ်ဟုတ်ကဲ့ပါဆရာရှင်လူငယ်တွေအနေနဲ့ဆေးလေးတောက်ရှင်ကြောင့်ဖြစ်ပေါ်လာမယ့်ဆိုးကျိုးများကိုလည်းဆရာအနေနဲ့ရှင်းပြပေးပါအောင်ရှင်အဲ့တော့ဆိုတော့ဆရာပြောခဲ့လို့ပေါ့ကလေးတွေကအဲ့လိုဆက်လက်ကိုဟမ်ဘာတောင်းရင်လာဆွဲသွားကြတယ်ပေါ့အဲ့လိုဆက်လက်တောင်းလို့ဆွဲတဲ့သူတွေကအဓိကတော့သူတို့ရဲ့နှက်ခမ်းတွေကပြားနေမယ်နော်မျက်နှာကလည်းပြားနေမယ်သူတို့ရဲ့အသားရည်တွေကတော့သူကလည်းမွေးချော့ဖြစ်နေတော့တွေ့ရပါလိမ့်မယ်အဲ့တော့နောက်ဆုံးမှာတော့ဆက်လက်တောက်တဲ့သူတွေအားလုံးကတော့ဒါအဆုတ်ကိုအဓိကသွားထိတာပေါ့နော်အဲ့တော့ငယ်ရွယ်တဲ့အချိန်မှာဒီဆက်လက်တောက်ခဲ့တာကဒါမသိတာပဲမဲ့အသက်ကြီးသွားတဲ့ခါကျရင်တော့ပန်းနာကြီးကြယောဂါတွေဖြစ်မယ်နောက်တစ်ခါချောင်းဆိုးမယ်အသက်ရှူမွားတာတွေဖြစ်မယ်နောက်ကမောမယ်ပေါ့နော်ဒါတွေဖြစ်လာဖို့ကတော့ဒါဖြစ်နိုင်ခြင်းအများဆုံးရှိပါတယ်ဒါအာသာသမားတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါတာဝန်ရှိတဲ့သူတွေကအဓိကပြင်းပြင်းထန်ထန်ကန့်ကွက်တာကတော့ဆက်လက်မတောက်ဖို့ပဲကန့်ကွက်တယ်ဘာဖြစ်လဲဆိုတဲ့အခါကျတော့ဆက်လက်တောက်တဲ့အခါကျတော့ရှင်တော့အမောဒံကိုမခံနိုင်တော့ဘူးဒါကြောင့်မို့တော့ဆက်လက်ကိုမတောက်ဖို့အတွက်ကန့်ကွက်တယ်အဲ့တော့ဆက်လက်တောက်မယ်ဆိုရှင်တော့အရင်တုန်းကတော့ဒါအစုံနဲ့ကင်ဆာယောဂါတွေပဲဒါဖြစ်တယ်လို့ပြောကြတာပေါ့နော်နောက်ဆုံးမှာတော့ဒါတို့သိရှိချက်မှာနှလုံးသွေးကြောကျဉ်းတဲ့ယောဂါတွေဖြစ်မယ်နောက်တစ်ခါလေသင်လုံးလို့ခေါ်တဲ့ဒါတို့လေဖြတ်တာတွေလည်းဖြစ်သွားတတ်တယ်အဲ့တော့လူတယောက်ကသူတောက်လိုက်တဲ့ဆက်လက်ငွေထဲမှာဓာတုပစ္စည်းပေါင်း90လောက်ပါလာကိုပါတယ်လို့ပညာရှင်တွေကဆိုထားကြတယ်ဒါဆက်လို့တောက်လိုက်တယ်မဆိုရှင်ရင်အဲ့ဒီငွေထဲမှာဆက်လက်ရဲ့အငွေထဲမှာနီကိုတင်းတက်တွေပါမယ်နောက်ကတ္တရာနောက်ကာဗွန်ဒိုင်အောက်ဆိုက်အမိုနီးယားစတဲ့လူကိုတင်စေနိုင်တဲ့အစိတ်ကိုဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းတွေ90လောက်ပါလာကိုပါတယ်လို့ပညာရှင်တွေကပြောကြလိမ့်မယ်ဒါတွေကိုလူငယ်တွေကဟလာတိလို့ပဲဖြစ်ဖြစ်မတိပဲဖြစ်ဖြစ်ဒါစတိုင်တစ်ခုအနေနဲ့လူရှိမှအထင်ကြီးအောင်တောက်တယ်ဆိုပေမဲ့နောက်ချိန်မှာတော့ဒီဆိုတော့ဆရာပြောခဲ့တဲ့ယောဂတွေကိုမဖြစ်မနေ
ခံစားရမှာပဲဖြစ်ပါတယ်အဲ့တော့ကျမ်းမာနေတဲ့လူတယောက်ကိုသူ့ရဲ့လာသူ့ကိုပြန်တော့မှကျမ်းမာရေးပြန်စစ်လိုက်တဲ့အခါမှာဒီဆက်လက်တော့တဲ့သူက3နှစ်အကြာမှာကျမ်းမာနေတဲ့လူတယောက်ပေါ့ဆက်လက်တော့တဲ့အခါမှာ3နှစ်နေတဲ့အခါမှာအစွမ်းပြတယ်ဥပမာဆိုကြပါစို့ပေါ့လူတယောက်ကျမ်းမာရေးကိုတိုင်းတာမလို့ရှိရင်တွေးခုံလုံးတွေးပေါင်ခြင်းကိုတိုင်းလိုက်မယ်တော့တိုင်းတဲ့အခါမှာအဲ့ဒီရဲ့ရရှိတဲ့တွေးပေါင်ခြင်းနဲ့တွေးခုံလုံးကိုမှတ်ထားမယ်အဲ့တော့ဆက်လက်တော့ပြီးတော့3နှစ်ကြာတဲ့အခါမှာသူ့ကိုပြန်ပြီးတော့တိုင်းကြည့်မှဆိုရှင်တော့ဟလာသူ့ရဲ့တွေးပေါင်ခြင်းတွေကအကုန်လုံးတက်နေတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဆက်လက်တော့တင်ထုံးတဲ့လူတွေဟာဆိုရှင်တော့ကဘာပေါ်မှာဟလာနှစ်စဉ်တစ်နှစ်ကို9တန်းလောက်ရှိတယ်လို့ပညာရှင်တွေကဆိုထားပါတယ်အဲ့တော့သူများဆက်လက်တော့တယ်ဘေးနားကဆက်တော့တယ်ကိုကအဲ့ဒီအငွေကိုရှိခဲ့မှဆိုရှင်လေအဲ့လိုအငွေကိုစုပြီးလို့တည်တဲ့သူတွေအားလုံးကလည်းတစ်နှစ်ကိုကိုသိန်းနီးပါးလောက်ရှိတယ်လို့သူတို့ကပညာရှင်တွေကဆိုထားပါတယ်အဲ့တော့ဆရာအနေနဲ့လူငယ်တွေကိုအဓိကပြောချင်တာကတော့ဟလာစတိုက်ထုတ်ရှင်လို့ပဲဖြစ်ဖြစ်ဆက်လက်တောက်လို့ပဲဖြစ်ဖြစ်ဟလာလူများအခြေကြီးအောင်တောက်တာပဲဖြစ်ဖြစ်ဘလို့ပဲတောက်ပေါ့ဒါတော့ဘာမှကောင်းကျိုးမပေးတဲ့အရာဖြစ်စေတဲ့အတွက်အသက်ကိုပူစေတာဖြစ်တဲ့အတွက်ဒီစရိတ်ကိုတော့ဝေဝေကနေဆောင်ကြဖို့အတွက်ဆရာကတိုက်တွန်းပြောကြားလိုပါတယ်ဟုတ်ကဲ့ပါဆရာရှင်ဒီဆေးလိပ်တောက်ရတယ်ပတ်သက်ပြီးတော့လူငယ်တွေဆေးလိပ်ဘာကြောင့်တောက်ရတယ်ဆေးလိပ်တောက်ရှင်ရဲ့ဆိုးကျိုးတွေကိုဆရာအနေနဲ့ပြည့်ပြည့်စုံစုံလေးဆွေးနွေးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆရာရှင်ဟုတ်ကဲ့ပါဆရာမကျွန်တော်လည်းကျေးဇူးတင်ပါတယ်